အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော် grade 10ရဲ့ 11C grammar လေးပြောမှာဖြစ်ပါတယ်အဲ့ဒါ relative pronouns ပေါ့နော် relative pronoun ကိုမြန်မာလိုပြောမှဆိုရင်တော့သူကဆက်သွယ်နံစားများပေါ့ဆက်သွယ်နံစားတွေကဒီမှာတော့၃လုံးပေါ့နော် WHO who ရဲ့ WHO and home ရဲ့ WHO as who's ရဲ့နောက် WHO who ကတော့ဘယ်သူလဲ WHO and home ကတော့ဘယ်သူကိုလဲနောက် WHO as who's ကတော့ဘယ်သူဤဟာလဲနော်ဒါတော့ပိုင်ဆိုင်မှုပြတာပေါ့သူကတော့ page number 102ပေါ့နော်တရားနှစ်မှာရှိပါတယ်နောက်ဒီအားမှာဆိုရင်ကြည့်အောင် cite the following sentence အောက်ပါစာကြောင်းတွေကိုလေ့လာပါပေါ့ဒါဆိုစုစုကိုကျွန်တော်တို့ဒီမှာဒီset ထား relative pronoun လေးက who ပေါ့နော်စုဆိုတာဘာတူလဲ who နဲ့ဆက်တယ် who want to the တွားခဲ့တဲ့သူ same school ဒီအကြောင်းတစ်ခုတည်းပဲတူညီတဲ့အကြောင်းတစ်ခုလိုပဲတွားခဲ့တဲ့သူ as mine ကျွန်တော်လိုမျိုးပဲကျွန်တော်လိုမျိုးပဲတူညီတဲ့အကြောင်းတစ်ခုတည်းပဲတွားခဲ့တယ်တကြောင်းနဲ့တက်ခဲ့တဲ့စုက has now become အခုဆိုရင်ဖြစ်လာပြီ a famous doctor ကြော်ကြားတဲ့ဆရာဝန်တစ်ယောက်ဖြစ်လာပြီပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒါစုဆိုတဲ့ subject ကိုကျွန်တော်ကဒီ relative pronoun ဖြစ်တဲ့ who လေးနဲ့ကျွန်တော်ဆက်လိုက်တယ်ပေါ့နော်အဲ့တော့စုဆိုတာဘာတူလဲကျွန်တော်နဲ့အတူတူတကြောင်းနဲ့တက်ခဲ့တဲ့သူအဲ့ဒါ who လေးနဲ့ relative pronoun နဲ့ဆက်လိုက်တယ်ပေါ့အခုဆိုရင်သူက famous doctor ဖြစ်နေပြီ okay နောက်တစ်ခုကြည့်အောင်ဒီ got မှာသူလက်ထပ်ခဲ့တဲ့သူတဲ့ကံမိန်းကလေးနဲ့ကောင်းမလေးနဲ့နောက်ကောင်းမလေးနဲ့ဆိုဒီမှာကျတော့သူက object နေရာရောက်သွားပြီဒီမှာတော့စုက subject နေရာပေါ့နော်ဒီကောင် object နေရာရောက်သွားပြီ object နေရာဆိုတော့ကျွန်တော်တို့ home ဆိုတဲ့ relative pronoun လေးနဲ့ဆက်လိုက်မယ် object နေရာဆိုရင်ကျွန်တော် who နဲ့ဆက်လို့မရဘူးပေါ့နော်နောက် he met in university ဘလို့ဘယ်မိန်းလေးနဲ့လက်ထပ်တာလဲ he met သူတွေ့ခဲ့တဲ့ in university တက္ကသိုလ်မှာတွေ့ခဲ့တဲ့တက္ကသိုလ်မှာဆုံခဲ့တဲ့မိန်းကလေးနဲ့သူလက်ထပ်ခဲ့တယ်ပေါ့ဒါကတော့ home ရဲ့အသုံးလေးပေါ့နောက်တစ်ခု the prize စုကို when go to the student စုကဒီကျောင်းသားတွေစီကိုစုချီးမြှင့်လိုက်မယ်ပေါ့ဘယ်ကျောင်းသားတွေလဲဘယ်ကျောင်းသားလဲဆိုတော့ whose ၎င်းဤသူဤပေါ့နော်အဲကျောင်းသားရဲ့ story ဇာတ်လမ်းကပုံမြင်က is the most interesting စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်တဲ့သူရဲ့ပုံမြင်စိတ်ဝင်စားအကောင်းဆုံးဖြစ်တဲ့ကျောင်းသားကိုစုချီးမြှင့်မယ်စုချမယ်ပေါ့နော်ဒီကောင်ကြတော့ဒါသူ့ရဲ့နောက်မှာ who ရဲ့နောက်မှာတော့ noun လေးလိုက်တယ်ပြောမယ်ဆိုရင်ဒီကောင် possessive ပေါ့နော်ပိုင်ဆိုင်မှုပြဆိုလို့ရှိရင်ဒီ whose လေးနဲ့ဆက်တယ်ဒါတော့သူရှင်းထားတဲ့စာတောင်းလေးပေါ့အဲ့တော့ဆက်ရှင်းထားတဲ့ဒီမှာဆိုရင် we use the relative pronoun ကျွန်တော် relative pronoun ဖြစ်တဲ့ who ကိုသုံးတယ်ဘယ်လိုအချိန်မှာသုံးတာလဲ to refer to people လူတွေကိုယဉ်ညွှန်းခြင်းတဲ့အခါမှာသုံးပါတယ်နောက်တစ်ခါ we use the relative pronoun home လေးကိုကျွန်တော်သုံးတယ်ဘာလို့ဖို့လဲ to refer to people လူတွေကိုယဉ်ညွှန်းခြင်းတဲ့အခါမှာ when the person ဒီပုဂ္ဂိုလ်က is the object of the verb ကရိယာရဲ့ဒါနော် object ပေါ့နော်ကံဖြစ်သွားရင် object ဖြစ်သွားရင် home ကိုသုံးတယ်နောက်တစ်ခါ we use the relative pronoun ဖြစ်တဲ့ whose ကိုသုံးတယ် whose ကိုဘယ်လိုနေမှာသုံးလဲ to refer to ရည်ညွှန်းရ possession ပိုင်ဆိုင်မှုကိုပြရင် of people လူတွေရဲ့ပိုင်ဆိုင်မှုနောက်တစ်ခု animal သတ္တဝါတွေတိရစ္ဆာန်တွေပေါ့နော်သတ္တဝါတွေတိရစ္ဆာန်တွေရဲ့ပိုင်ဆိုင်မှုတစ်ခါကျရင်ဒီပစ္စည်းတွေရဲ့ပိုင်ဆိုင်မှုပြခြင်းလဲဒီ possessions ပေါ့နော် possession ပြခြင်းလို့ရှိရင်လည်းဒီ whose ကိုသုံးတယ်ပေါ့အဲ့တော့အကြမ်းမြင်မှမယ်ဆိုရင် subject နေရာလူကိုဆက်မယ်ဆိုရင် who object နေရာလူကိုဆက်မယ်ဆိုရင် home possessive ဖြစ်တဲ့ပိုင်ဆိုင်မှုပြမယ်ဆိုရင် whose နဲ့ဆက်ပေါ့ဒီလိုလေးအလွယ်မှတ်ထားလို့ရတယ်ပေါ့နော်ဆိုတော့သူ့မှာ exercise ရှိတယ် exercise A ပေါ့ exercise A ကဘာလဲဆိုရင် fill in each blank ဒီကွက်လက်တစ်ခုစီကိုဖြည့်ပါဘာဖြည့်ရမလဲဆိုတော့ who ရယ် whose ရယ်နော် whichever is correct ဘယ်ဟာမှန်တယ်လဲပေါ့နောက် who ရယ်ဒီမှာဆိုရင် home လေးကျန်ခဲ့ပေါ့နော်home ရယ် whose ရယ်သုံးလုံးပေါ့အဲ့သုံးလုံးကိုဖြည့်ပေးရမှာ whichever is correct ဘယ်ဟာမှန်တယ်ဆိုတာပေါ့နော်မှန်တဲ့ဟာဖြည့်ပေး the first one is done for you as an example ဥပမာတစ်ခုဖြစ်လုပ်ပြထားတယ်ပေါ့ဒီမှာဆိုရင်ကြည့်လိုက် number 1 the girl မိန်းကလေးအဲ့တော့ home တွေ့ဘယ်သူကိုလဲဒီမှာမိန်းကလေးဆိုတာ we met in Tokyo ကျွန်တော် Tokyo မှာတွေ့ခဲ့တဲ့မိန်းကလေးကဒီ girl ဆိုတာကဒီနေရာ verb ရဲ့အနောက် object နေရာရောက်အောင်မိန်းကလေးပေါ့နော် we met the girl အဲ့ကောင်မလေးကျွန်တော်တွေ့ခဲ့တယ် in Tokyo မှာတွေ့ခဲ့တဲ့မိန်းကလေးက let's see မနစ်က Tokyo မှာတွေ့ခဲ့တဲ့မိန်းကလေးက send me ကျွန်တော်ပို့ခဲ့တာ postcard တစ်ခုပို့ခဲ့တယ်ပေါ့အော်ဒီနေရာမှာ home နဲ့ဆက်ပြထားတာပေါ့နော် okay ဒီဟာလေးကတော့သူကဖြစ်ပြထားတာအောက်ကဟာတွေကတော့ကိုယ့်ကိုစဉ်းစားမှာပေါ့နော် number 2ဆိုကြည့်လိုက်မယ် Donila is my teacher Donila ကျွန်တော်ရဲ့ဆရာမဖြစ်တယ်ဘယ်ဆရာမလဲဒီမှာဘာဖြစ်မလဲပေါ့နော်ဒီမှာ taught me ကျွန်တော်သင်ခဲ့တာဆိုတော့ဒီမှာက object ကဒီမှာရှိပါပြီ object ဒီမှာရှိတယ်ဆိုဒါရှိရ subject ပဲ
ဒီဟာကပတ်ကြီးရောက်သွားပြီအနောက်မှာလည်းနောင်မရှိဘူးပိုင်ဆိုင်မှုပြထားတာလည်းမရှိဘူးဆိုတရားဒီကောင် who ပဲဆက်ရမှာပေါ့နော်ကျွန်တော်အင်္ဂလိပ်သင်ခဲ့တဲ့ဆရာမဖြစ်တယ် when I was in grade 3 grade 3တုန်းကကျွန်တော်အင်္ဂလိပ်သင်ခဲ့တဲ့ဆရာမဆိုတော့အဲ့တော့ number 2မှာထည့်ရမယ့်ဖြေက relative pronoun က WHO who ထည့်ရမှာဖြစ်ပါတယ် okay number 3 number 3က she is the student သူကကျောင်းသားဖြစ်တယ် blank handwriting လက်ရေးက is the best in my class ကျွန်တော်အတန်းထဲမှာအကောင်းဆုံးပေါ့အဲ့ဒီမှာဆိုကွက်လက်ရဲ့နောက်မှာကြည့်လိုက် handwriting ဆိုတဲ့ noun ပါတယ်အဲ့တော့ noun ဆိုလို့ရှိရင် noun နဲ့ဆက်လို့ရတဲ့ relative pronoun ကပိုင်ဆိုင်မှုတစ်ခုပဲရှိတယ်အဲ့ဒါကဘာလဲဆိုရင် WHO as a whose ပေါ့နော်အဲ့တော့ number 3ရဲ့အဖြေက WHO as a whose ၎င်း e သူ e သူမ e ပေါ့ wait number 4 number 4 က she is သူမက one of those people အဲ့လိုလူတွေကအဲ့လိုလူတွေကတယောက်ဖြစ်တယ်ဘယ်လိုလူလဲဒီမှာဆိုရင်ကွက်လက် last နှစ်သက်တဲ့ to be the center of attention ဆိုအာရုံစိုက်မှုပေါ့အာရုံစိုက်မှုရဲ့ဗဟိုလို့ပြောတာအာရုံစိုက်မှုရဲ့ဗဟိုဖြစ်နေလူတွေရဲ့အာရုံစိုက်မှုကိုရကျင်တဲ့သူတွေကတယောက်ဒီမှာကရိုးရိုးပဲသူက subject နေရာလည်းဖြစ်တယ်ဒီမှာနောက်မှာပိုင်ဆိုင်မှုလည်းမပါဘူးဆိုရင်ဒီနေရာမှာရိုးရိုးပဲ who ပဲထည့်ရမှာပေါ့နော်အဲ့ဒါမှဟောရဲ့ဖြေက who ဖြစ်ပါတယ် number 5 don't know is about that don't know ကလူတရားဖြစ်တယ် blank takes a responsibility သူမရဲ့တာဝန်ပေါ်တရားတွေကို seriously လေးလေးနက်နက်လှုပ်ဆောင်တဲ့သူတယောက်ဖြစ်တယ်ဒါတော့ရိုးရှင်းပဲဖြစ်တဲ့ကြောင့်မလို့သူ့ကိုဒါ subject နေရာကလူအနေနဲ့ဒီမှာဆို relative pronoun က who ပဲဆက်ရမှာဖြစ်ပါတယ် okay number 6 number 6က the police ရဲတွေက are investigating ဆိုတာစုံစမ်းနေတာပေါ့ the company ကိုစုံစမ်းနေတယ် look ဘယ် company လဲဆိုတော့ဒီမှာ blank top manager top manager ဆိုတော့ထိပ်သီး manager တွေပေါ့နော်ထိပ်သီး manager တွေက were arrested ဖမ်းခံခဲ့ရ last night လွန်ခဲ့တဲ့ညတော့ဖမ်းခံရဆိုဒီမှာဆို top manager ဆိုတာတော့ဒီကောင်ကပိုင်ဆိုင်မှုပြလေ possessive ကိုပြဆိုတော့ဒီနေ့မှာသိကြပြီ possessive ပိုင်ဆိုင်မှုပြတဲ့ဟာက WHO has a whose ပေါ့နော်ဆိုတော့နံပါတ်6ရဲ့အဖြေက WHO has a whose ၎င်း e ဒီပေါ့ company e ပေါ့ okay နံပါတ်7 do you know မင်းသိလား the woman မင်းကလေးအမျိုးသမီးကိုသိလား blank I said ကျွန်တော်ပို့ခဲ့တယ် this flower ဒီပန်းနေပို့ခဲ့တဲ့အမျိုးသမီးကိုသိလားဆိုဒီမှာ subject ဒီမှာ verb ဒါဆိုသိကြတယ်ဒီမျိုးသမီးကဒီမှာဒီ object နေရာရောက်အောင်မယ်ဟာပေါ့နော် object နေရာရောက်မယ်ဆိုတော့ object ကိုဆက်တဲ့home နဲ့ဆက်ရမှာပေါ့အဲ့တော့ number 7ရဲ့အဖြေက WHO and home okay နံပါတ်8ကိုကြည့်အောင် Mike က the school ဒီကျောင်းက is established တည်ထောင်ခဲ့တယ်ပေါ့နော် especially အထူးသဖြင့် for children ကလေးတွေအတွက်ဘယ်လိုကလေးတွေအတွက်လဲ black schooling ဆိုတာကျောင်းတက်ခြင်းဒီကောင်က noun ပေါ့နော်ကျောင်းတက်ခြင်းပညာသင်ကြားခြင်း noun has been disturbed နောက်ဆက်ခြင်းခံရတယ်ဖြည့်ဆည်းခြင်းခံရတယ် by in နဲ့ဖျားနာမှုကြောင့်ဆိုလိုတာဖျားနာမှုကြောင့်ကျောင်းမတက်နိုင်တဲ့ကလေးတွေအတွက်ရှိရတယ်ပေါ့ကွက်လက်ရဲ့နောက်ကိုကြည့်လိုက်တော့ဒီကောင်က noun ကြီးဆိုတော့ noun ကိုတွဲလို့ရ relative pronoun ပိုင်ဆိုင်မှုပြပေါ့နော်ဒါဆိုရင် WHO has a whose okay နံပါတ်8ရဲ့ဖြေကတော့ WHO has a whose ပေါ့နော် okay နံပါတ်9 number 9က the person လူပေါ့ blank we met ကျွန်တော်တို့တွေ့ခဲ့တဲ့လူ on a train ထားအောင်မှာကျွန်တော်တို့တွေ့ခဲ့တဲ့လူက was very young အရန်ကူညီတတ်တယ်ဒါဆိုရင်ဒီ the person ဆိုတာဒီနားက object နေရာရောက်အောင်မယ်ဟာကြီးဆိုတော့ဒီနေရာမှာသိကြပြီ object ကိုဆက်လို့ရတယ် home နဲ့ဆက် okay ဆိုတော့ number 9က WHO and home ပေါ့နော် okay နံပါတ်10 number 10က he blank is ashamed of ဆိုတာရှက်တာပေါ့ရှက်တော့ or asking မေးတာကိုရှက်တယ်သူကမေးတာကိုရှက်တယ်အဲ့တော့မေးရတာကိုမသိလို့မေးရတာကိုရှက်ရင် is ashamed of learning သင်ယူရတာလေ့လာရတာလည်းသူရှက်တယ်ပေါ့နော်အဲ့မသိလို့မေးတာကိုရှက်တဲ့လူကလေ့လာတာကိုလည်းရှက်တယ်သူကရိုးရိုးပဲဆက်ထားတာဖြစ်တဲ့ကြောင့်မလို့ဒီမှာဒါက object လည်းမဟုတ်ဘူး subject ကြီးဖြစ်တယ်ဆိုတော့ဒီနေရာမှာ who ပဲထည့်လို့ရမှာပေါ့နော် okay နံပါတ်10ရဲ့အဖြေက WHO who ပေါ့ဒါတော့သူက 11 second မှာပါတယ်ဒီ relative pronouns who whom and whose ရဲ့သင်ခန်းစာ exercise နံပါတ် A ပေါ့နော်သူကနံပါတ် B ရှိသေးတယ်အဲနံပါတ် B လေးကိုနောက်သင်ခန်းစာမှာပြန်ပြီးတော့ကျွန်တော်ဆက်ပြီးပြောပြပေးမှာဖြစ်ပါတယ်အခုတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်